Iti pito bhagava arahantama tambuddho Vaisa sarana tampano dukkhato loka vidu Anuttaro purita dhamma dharati Tathare wa manuttanam buddho bhagavati Asaineya 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 Abbameya 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 Majansa manai shingaung do gunong bao nanda ne Long wa Audongပြည့်စုံတော်မူသောမြတ်စွာဘုရားအရဟံလွန်ကဲ့ထူးမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနတ်မြမတတ္တဝါပေါင်းတို့၏ပူဇော်ထူးကိုခံယူတော်မူတိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကဝါ1500ကိလေသာအညစ်အကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံသူတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံတန္တရာစိတ်ရထောင်းကံတို့ကိုချိုးဖျက်တော်မူပြီးသောမြတ်စွာဘုရားအရဟံမျက်မှောက်မြစ်ွယ်ချင်းခတ်သိစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓသစ္စာ၄ပါးခတ်သိမ်းသောတရားတို့ကိုသူတစ်ပါးခံနိမခံပဲကိုယ်တိုင်ဉာဏ်ဝစွမ်းဖြင့်စူးစမ်းရှာဖွေကမှန်ကန်စွာသိတော်မူသောမြတ်စွာဘုရားဝိဇ္ဇာစရဏတံပံသောဝိဇ္ဇာမြည်သောဉာဏ်တု၃ပါးဉာဏ်တု၈ပါးစရဏမြည်သောခြေခံကျင့်တရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားဒုက္ခတောတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်စွာတော်မူတတ်ပေသောမြတ်စွာဘုရားဒုက္ခတောမိခင်ရှိဖြာတင့်တယ်တော်မူရာဖြင့်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပေသောမြတ်စွာဘုရားလောကဝိတုလောက၏အကြောင်းအရာအလုံးစုံကိုအကုန်အစင်သိမြင်တော်မူပေသောမြတ်စွာဘုရားအနုတ္တရောမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကဓာတ်အလုံး၌အမျက်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားပုရိသဓမ္မသာရတိယဉ်ကျေးလိမ္မာပညာအသိမရှိကြသေးမပြည့်ဝသေး၍ဆုံးမဘေးတိုက်သောပုဂ္ဂိုလ်တို့အားယဉ်ကျေးလိမ္မာပညာပြည့်ဝအချိုးကျအောင်ဆုံးမသွန်သင်တော်မူတတ်ပေသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မသာရတိဆုံးမတိုက်သောပုဂ္ဂိုလ်တို့အားညွှန်ကြားသွန်သင်ပဲ့ပင်ဆုံးမမှု၌အတုမရှိအမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားတထာဒေဝမနုဿာနံချမ်းသာရာကြောင့်လံကောင်းညွှန်ပြဆုံးမတော်မူတတ်၍လူနတ်တို့ဤဆရာမြတ်အစေဖြစ်တော်မူပေသောမြတ်စွာဘုရားဘုရားတရားအလုံးစုံကိုအကုန်အစင်သိတော်မူပေသောမြတ်စွာဘုရားဘဂဝံဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်လုံးဝဥဒ္ဒုံပြည့်စုံတော်မူပေသောမြတ်စွာဘုရားအရဟံစရှိသောကိုးပါးသောဂုဏ်တော်7ပါးသောဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုဘုရားတပည့်တော်သည်ယုတ်သေးမြန်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဘုမြော်မှန်လျှော့ကြတော်ပါ၏မြတ်စွာဘုရား